ဒီနေ့တော့ထိုင်းရည်လဲတောက်ချင်တယ်အမီးရလဲအစုံစားချင်တယ်ဈေးလဲမကြည့်ရဘူးတဘာဝတရားနဲ့နီးစပ်တဲ့နေရာလေးမှာအေးအေးဆေးဆေးချေးချင်တဲ့သူတွေအတွက်ဂျူအားဆိုင်လေးတစ်ဆိုင်ကိုခေါ်သွားပေးပါမယ်တန်လျင်ကြိုက်ခောက်ဖျားအနီးမှာရှိပြီးတော့ရန်ကုန်ကနေဆိုရင်မိနစ်30လောက်ကားမောင်းရုံနဲ့ရောက်နိုင်မဲ့ Happy Country ဆိုတဲ့ဆိုင်လေးပါဆိုင်ဝန်းလေးကစိမ့်စိမ့်ဆူဆူလေးနဲ့အပင်လေးတွေလဲစိုက်ထားပြီးတော့ချက်ချင်းကိုတောထဲကိုရောက်သွားသလိုမျိုးခံစားရတယ်ပေါ့နော်ဒီဆိုင်မှာထိုင်းရည်နဲ့တောက်ဖို့ဖားကြော်ကြက်ကြော်အပြင်ကြော်လော်အမီးအစုံနဲ့တောတလေးလက်ရဟင်းချက်တွေလည်းရှိပါတယ်မြန်မာစားတရုတ်စာအစုံရတဲ့အပြင်မီနူးမှာလည်း100ကျော်ရှိရယ်တချို့အသီးနှံတွေကိုတော့ခြံထွက်အသီးနှံလေးတွေသုံးထားရလို့သိရပါတယ်ဂျူတို့ကတော့ထိုင်းရည်နဲ့မြည်ဖို့အတွက်ကြက်ကြော်မှုကစွန်းဝတ်တော်ကြော်နဲ့တောင်ရဟင်းကြိုတို့ကိုမှာထားလိုက်ပါတယ်ကြက်ကြော်ဆိုရင်လည်းဗမာကြက်ကြော်နဲ့ CP ကြက်ကြော်ဆိုပြီးရွေးလို့ရပါတယ်ဂျူတို့ကတော့အသားများများစားချင်တာကြောင့်မို့လို့ CP ကြက်ကြော်ကိုရွေးစားခဲ့ပါတယ် CP ကြက်ကြော်ဆိုပေမဲ့လည်းကြက်ကြော်လေးကတော်တော်ကိုကျွတ်ရွနေပြီးတော့အရသာရှိရယ်မှုကစွန်းကလည်းမှုတွေအများကြီးထည့်ထားပြီးတော့ပိုးရှင်းကလည်းများတဲ့အတွက်ဂျူတော်တော်လေးကိုသဘောကျခဲ့ပါတယ်ဝတ်သားတော်ကြော်လေးကိုတော့အစီတုံးတွေမပါဘဲနဲ့အသားကြီးပဲအနေတော်ကြော်ထားပေးရပေါ့နော်ဒါမဲ့သူ့စီမှာအနံ့လေးတစ်ခုပါတယ်ပေါ့နော်ဒီလိုမျိုးနီနီလေးလှုပ်ထားလို့ရနေတဲ့အနံ့လားတော့ဂျူလည်းမသိဘူးဒီမှာဂျူးကြိုက်ဆုံးဟင်းကတော့တောင်ရဟင်းကြိုပါကစွန်းရွက်မြင့်နယ်ခဝဲသီးကိုလေကနန်းပဇွန်ကောင်တေးသေးလေးတွေနဲ့တဘာဝအချိုတိုင်းချက်ထားတာပေါ့နော်ပူဆက်ဆက်ချွချိုလေးနဲ့လေးတော်တော်လေးကိုတောက်လို့ကောင်းတယ်အခုလိုမျိုးမြေအိုးလေးနဲ့လာချပေးရဲ့ခါကြတော့ဂျူးတော်တော်လေးကိုသဘောကျပါတယ်အဓိကဇက်ကောင်ထမ်းရည်ကတော့ချွချိုမှုမှုရှက်ရှလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းတယ်အရင်ကတောက်ဖူးတလိုမျိုးချင်းဆူဆူအနံ့တို့တကြားချိုချိုတာတို့လုံးဝမပါဘူးပေါ့နော်ထမ်းရည်ရတယ်ဆိုပေမဲ့လည်းထမ်းရည်တောက်ဖို့တခုတည်းအတွက်လာရမယ့်ဆိုင်မျိုးတော့မဟုတ်ပါဘူးဒီဆိုင်မှာဟင်းတွေရလည်းအစုံရတဲ့အတွက်မိသားစုနဲ့အေးအေးဆေးဆေးပစ်ကနစ်ထွက်ရင်းနဲ့နေ့လည်စာစားခြင်းနဲ့ဆိုလို့ရှိရင်လည်းလာခဲ့လို့ရပါတယ်ကျူးတို့စားနေတဲ့အချိန်မှာပဲဖျားဖူးကားနဲ့မိသားစုလိုက်လာစားကြတာတော်တော်များပါတယ်ထမ်းရည်လည်းကုန်ပြီးလူလဲမှုနေပြီပြန်လိုက်ပါဦးမယ်တတာ